မင်္ဂလာပါကျွန်တော်တို့ဒီမှာ3ချက်ကွတ်လေးခေါင်းလေးဆိုလို့ရှိရင်2သိန်းခွဲပေါ့ဗျာအောင်မလဲခေါင်းလေးရှိမယ်ပြီးတော့ဒီခေါင်းလေးလည်း3ချက်ကွတ်ပဲခေါင်းကတော့ထောက်မလဲမရဘူးဒီခေါင်းလေးရတော့ဒီခေါင်းလေးလည်း2သိန်းခွဲကျွန်တော်တို့အထိုင်ရတော့မန္တလေးတိုင်းရမဲသိန်းခိုင်ရပြစ်ပွဲမျိုးပါဒီကောင်ကတော့ကျွန်တော်တို့အစ္စလမ်သားပေါ့ကလာရာလို့လည်းခေါ်တယ်ဗျာဒီဘာသာစကားတော့ကျွန်တော်တို့လည်းနားမလဲတော့တို့ရိုက်ခိုင်းတဲ့အတိုင်းလေးပေါ့ဗျာဒီကောင်လေးကတော့ကျွန်တော်တို့4သိန်းခွဲရှိရဗျာကောင်လေးကအကုန်လုံးအသွား20လေးအယူဆက်တစ်တည်ကျွန်တော်တို့ပြည့်ဝဲကိုလာပြီးတော့ဟိုပါပေါ့ကြည့်ကျင်နေဆိုရင်လည်းပြည့်ဝဲကိုလာပြီးတော့ဟိုပေါ့ကြည့်ရှင်နေဆိုရင်လည်းကျွန်တော်တို့ပြည့်ဝဲမှာရှိရပေါ့ဗျာပြည့်ဝဲရောက်လို့ရှိရင်ကျွန်တော်တို့တင်ပေးတာဘိုင်းဦးမှာကျွန်တော်ဆက်သွယ်ရမယ့်လိမ့်စာတိကျကိုကျွန်တော်တို့တင်ပေးထားတယ်အဲ့မှာကျွန်တော်တို့ဖုန်းနဲ့တိုက်ရိုက်ဆက်လဲရတယ်ဘိုင်ဘိုင်တယ်လီဂရမ်ဘာညာဆက်လဲရတယ်ပြည့်ဝဲကိုကိုယ်တိုင်ပဲဟိုလာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဟာလုပ်ပေးပေါ့ဗျာဖုန်းဆက်ပြီးပေါ့ပြည့်ဝဲရောက်လို့ရှိရင်ကျွန်တော်တို့လာကြည့်ပေးမယ်ပေါ့ဗျာအဲ့ပြီးတော့တိကျကြည့်လို့ရတာကဲလို့အဲ့လိုပေါ့အဲ့ဟိုဟာဖြစ်လို့ရှိရင်ကျွန်တော်တို့အကောင့်လေးကို like and share လေးလုပ်ပြီးအခုကတော့ကျွန်တော်အကောင့်တွေအစ်စ်တွေမို့လို့အစ်စ်တွေပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်နော်